ချစ်စရာအရန်ကောင်းတဲ့ unicorn အယုတ်လေးနဲ့ရှစ်လက်မဆိုင်မွေးနေ့ကိတ်လေးမင်္ဂလာပါ Hello Free မွေးနေ့ကိတ်မန္တလေးမြို့ကပါ Happy birthday တော့ပါကိုအလဲမှာအရင်စိုက်ပြီးမှ cake decoration ခရင်ညိတယ်ဆိုရင်တော့အထဲမှာ money pool လေးအတွက်ပတ်စံလေးထည့်ထားလို့ဖြစ်ပါတယ်အလဲမှာ Happy birthday တော့ပါလေးကခရင်ညိတဲ့အခါကန့်လန့်လေးဖြစ်နေတယ်ဆိုတော့ခရင်မျက်နှာပြင်လေးကညီညာပြောင်ချောနေတာမျိုးစိတ်ရှိရှိနဲ့လုံးမရရပေါ့နော်ညီညာပြောင်ချောနေအောင်အကြိုင်မလုပ်ချင်ဘူးဆိုရင်တော့ကျွန်တော်လိုမျိုးအပြင်းထူပြီးတော့မှဆင်းလေးတွေ line ဆင်းလေးတွေလုပ်လိုက်တာပေါ့နော်။ပေါ်ကခရမ်းရောင်အဝိုင်းလေးနေရာမှာက unicorn အယုတ်လေးတင်မယ်။ဒါမို့လို့အောက်မှာလည်းခရမ်းရောင်လေးနဲ့လိုက်ဖက်အောင်လို့ခရမ်းရောင်အလုံးလေးတွေအဆက်ချတယ်ပြီးတော့မှ spatula လေးကိုသုံးပြီးတော့မှအပေါ်အချွန်ထောင်လေးလှုပ်လိုက်တဲ့ရှင်။ပြီးနောက်မှာလည်းခရမ်းရောင်အဆက်လေးတွေချလိုက်ပါတယ်။ပြီးရင်တော့အယုတ်ကလေးတင်တယ်။ပြီးတော့မှတော့ပါအလားလေးတွေချစ်စရာကောင်းတဲ့တော့ပါလေးတွေကိုစိုက်လိုက်ပါတယ်။ရပါပြီရှင်။မွေးနေ့ကိတ်လေးတစ်လုံးမွေးနေ့ကိတ်အခြေခံအလားစင်ဒီနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကို Hello Foodie ရဲ့ YouTube Channel မှာလည်းကြည့်လို့ရ